ပရိသတ်တရားလုံးပဲမင်္ဂလာပါရှင်။ညိုမီ story channel လေးကနေပြီးပြန်လဲလို့ကြိုဆိုလိုက်ပါရစေ။ဒီ channel လေးမှာဆိုလို့ရှင်တော့ဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေရမလို့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါဦးနော်။ရန်ကုန်မြို့ရဲ့ဂုံတီရှိရက်ကွက်တစ်ခုထဲမှာတည်ရှိရဲ့ဖုံးမြက်ရိပ်သားဆိုတဲ့ဆိုင်ကြီးဟာဒီညမှာတော့မီးရောင်စုံနေနဲ့ဝေဝေးဆဆရှိနေပါတယ်။ခြံဝန်းထဲမှာရပ်ထားတဲ့အစင်မြင့်စိန်ခံကားတွေနဲ့အေကမ်းမထဲကတိုက်ပုံဝဲလူကြီးလူကောင်းတွေဟာမြို့ရဲ့မျက်နှာဖုံးဦးဖုံမြဲရဲ့မိသားစုခုံအတွက်ကိုဖော်ညွှန်းနေရပေါ့ကျွန်တော်သားမင်းချက်နဲ့ချွေးမလေးຫນွေဦးတို့ကတော့ကျွန်တော်ရဲ့လက်ရဖက်လိုပါပဲဗျာဒီနေ့မိဘမဲ့ကေရအတွက်အလူငွေ300ကိုလေသူတို့ဇနီးမောင်နှံကပဲဦးစီးပြီးလှူဒန်းမှာပါဦးဖုံမြဲရဲ့စင်မြင့်ပေါ်ကစကားတန်ဆုံးမှာဧည့်သည်တွေရဲ့လက်ခုပ်တန်တွေစူညံသွားတယ်ຫນွေဦးကတော့ခင်မွန်းဖြစ်သူမင်းချက်ရဲ့လက်မောင်းကိုချိတ်ပြီးတော့ဘေးနားကနေပြုံးပြနေရပေမဲ့သူမရဲ့အပြုံးနေရနှက်ခမ်းပြားမှရင်ရက်တန့်သွားခဲ့ပါတယ်။မင်းထက်ကသူမခါကိုဖြတ်ခနဲဆိုဖတ်လိုက်တဲ့အချိန်မှာຫນွေဦးရဲ့ကိုယ်လေးတုံမိသွားတယ်။အပြင်မှာလူတွေရဲ့အမြင်မှာတော့ကျင်လာတဲ့အပြုအမူလို့ထင်ရပေမဲ့ຫນွေဦးအတွက်တော့ဒါဟာသတိပေးချက်တစ်ခုမှသိနေရပါတယ်။ဧည့်သည်တွေပြန်သွားပြီးခြံဝန်းကြီးတိတ်ဆိတ်သွားတဲ့အချိန်မှာတော့ຫນွေဦးရဲ့ငရဲခန့်စတင်มาတော့တယ်။အဲကန်ထဲကတံမိုးကြီးပန်းအိုးတစ်လုံးကျမ်းပြင်ပေါ်မှာအစိတ်စိတ်အမောင်မှာဖြစ်သွားပါတယ်။ညင်စောစောအလူရှင်စင်းရင်ဖတ်တော့ငါမျက်နှာကိုဘာလို့တေချာမကြည့်ရလဲနေရငါ့ကိုအထင်သေးရလားမင်းထက်ရဲ့လေတန်စောစောလူကြီးလူကောင်းပုံစံမျိုးမဟုတ်တော့ပဲခက်ချန်နေပြီးတော့အရန်နဲ့ကလည်းတခန်းလုံးလှိုင်နေခဲ့ပါတယ်နွေဧည့်သည်တွေကိုနှုတ်ဆက်နေလို့ပါမင်းထက်နွေတောင်းမှန်ပါတယ်တောင်းမှန်ုံနဲ့ရမလားမင်းထက်ကနွေဦးရဲ့သပင်တွေကိုစောင့်ဆွဲပြီးအခန်းထောက်ကိုလည်းတွန်းပို့လိုက်တယ်နွေဦးကကျမ်းပြင်ပေါ်မှာခွေခောက်လဲကျသွားပြီမဲ့မျက်ရည်မကျမိအောင်အန်ကျိတ်ထားရတယ်။ဒါဟာသူမအတွက်နေ့စဉ်လိုဖြစ်နေတဲ့အတွေ့အကြုံပါပဲ။ရောက်ကလေးဖြစ်သူဦးဖုံးမြတ်ကတော့အပေါ်တက်ကနေဆင်းလာပြီးဒီမြင်ကွင်းကိုမြင်ပေမဲ့ဘာမှမဖြစ်သလိုစလိတ်တလိတ်ကိုလည်းဖွာရင်လစ်လူရှုသွားခဲ့ပါတယ်။ဒါတော်တော့မနှက်ပြန်စိတ်ကမ်းမှာကုံဝင်ရှိရဲ့အမူးပြေအောင်အဲ့တော့မိမိမောက်တော့အခန်းထဲခေါ်သွားပြီးနည်းနည်းဆုံးမလိုက်အောင်ဦးဖုံးမြတ်ရဲ့အေးဒီအေးဆန်အမိတ်တန်ဟာຫນွေဦးရဲ့နှလုံးသားကိုဓာတ်နဲ့မွန်းသလိုခံစားနေရပါတယ်။ဒီအိမ်ကြီးဟာတထေးအိမ်မဟုတ်ဘူးလူသက်ကွင်းတစ်ခုနဲ့ပို့တူနေခဲ့တယ်။နောက်တနေ့ညမှာတော့မင်းချက်ကသူ့ရဲ့တငယ်ချင်းတွေဆိုသူနဲ့မိမပြတ်တချို့အိမ်ထိခေါ်လာခဲ့ပါတယ်။ຫນွေဦးကိုတော့သူတို့အနားမှာအရက်ငှဲ့ခိုင်းပြီးထိုင်ကြည့်နေစီရဲ့သူမရဲ့မျက်စိရှိမှရင်မင်းချက်ကတခြားမိန်းကလေးတစ်ယောက်နဲ့ရုံရင်းကြမ်းတမ်းစွာပျော်ပါပြနေခဲ့ပါတယ်။ကြည်စမ်းຫນွေဦးနေရမိန်းမကောင်းဆိုတော့ဒါမျိုးမလုပ်တတ်ဘူးမလား။အဲ့ဒါကြောင့်ကအပြင်လူတွေကိုခေါ်လာရတာပေါ့မင်းချက်ရဲ့လောင်ရဲ့တန်နေကြားမှာຫນွေဦးဟာလက်သီးကိုတင်းတင်းဆုပ်ထားမိရဲ့သူမရင်ထဲမှာတော့နာကျင်မှုတွေကမီးတောက်တစ်ခုလိုတောက်လောင်နေရဲ့ဒါပေမဲ့သူမကတော့ခေါင်းငုပ်ပြီးသီးခံနေသေးပါပဲသူမစောင့်နေတာအချိန်အခါတစ်ခုပါဒီလိုနဲ့တလားကြာမှာຫນွေဦးဟာကိုဝင်ရှိလာခဲ့တယ်သူမရဲ့ဝမ်းပိုက်ထဲကတက်ရှိလေးလို့တီးလိုက်ရတဲ့အချိန်မှာတော့ຫນွေဦးရဲ့မျက်လုံးထဲမှာအရင်ကမရှိခဲ့တဲ့အယောင်တစ်မျိုးလက်ခနဲဆိုပေါ်လာတယ်ငါသားလေးအတွက်ငါဒီငရဲကနေရုံထွက်ရမယ်ဒီလူယုံမာတွေကိုငါကိုယ်တိုင်ဖော်ထုတ်ဖြတ်စည်းပြမယ်ဒီနေ့ကစပြီးတော့ຫນွေဦးဟာအရင်အချက်ပို့ပြီးတော့လိန်မာပြခဲ့တယ်မင်းချက်နဲ့ဦးဖုံးမြဲယုံကြည်မှုကိုရအောင်လို့အိမ်တွင်းမှုကိစ္စတွေအစကုမ္ပဏီစင်းနေစီစိတ်ဝင်စားဟန်ပြပြီးတော့သူမရဲ့စုံတောက်လုပ်ငန်းကိုအမောင်ထဲမှာစတင်มาတော့တယ်ຫນွေဦးရဲ့ကိုဝင်က3လထဲကိုရောက်လာခဲ့တယ်သူမရဲ့ဖိုက်ကလေးကအနှဲငယ်ထွက်လာတာကိုကြည့်ပြီးမင်းချက်နဲ့ဦးဖုံးမြတ်တို့ကတော့သူတို့ရဲ့အမွေဆက်ခံသူရလာပြီဆိုတဲ့အသီးနဲ့အရင်အချက်ရိုင်းတဲ့ကြမျိုးတွေတိတ်မလို့တော့ဘဲနဲ့လွတ်ပေးထားလာကြတယ်ဒါဟာຫນွေဦးအတွက်တော့ရွှေရောင်ခွင့်ရေးပါပဲမင်းထက်ຫນွေဦးအိမ်မှာနေရတာပြင်းလို့လေကိုကုမ္ပဏီကလုပ်ငန်းတွေလည်းຫນွေနားလဲအောင်လို့ကူညီပေးခြင်းနဲ့တားလေးတက်လည်းအမေကဒီလောက်တော့တတ်ထားတဲ့နဲ့မှတ်လားညစာစားပွဲမှာຫນွေဦးကအတန်ကိုတက်နိုင်သမျှအေးစေးအောင်လို့ထိန်ပြောလိုက်တယ်မင်းထက်ကဝိုင်ခွက်ကိုလှုပ်ရင်သူမအောင်စူးစူးဆဆိုင်ကြည့်လာတယ်နေကဘာကူညီခြင်းလို့လဲစင်းရင်အင်းနေလားဟုတ်တယ်ပြီးတော့ကိုတော်နေရပစ္စည်းဝင်ထက်စင်းရင်နေလေဦးလေးကြီးလည်းပင်ပန်းနေပြီဆိုတော့ຫນွေကကွန်ပျူတာထဲစနစ်တကျရိုက်ထည့်ပြီးပုံမြင်မြန်ဦးလားယင်ဦးဖုံမြတ်ကတော့မျက်မှောင်ကျုံနေရကနေခေါင်းတငိမ့်ငိမ့်နဲ့လှုပ်လာတယ်ဒါပေးလုပ်လိုက်ပါငါတို့တပည့်တွေကစာသိမ့်မတက်တော့စင်းရင်တွေကအမြဲတမ်းလွဲနေရຫນွေဦးကပညာတတ်ပဲသူကြည့်ပြီးလို့ရှင်ငါတို့လည်းစိတ်အေးရတာပေါ့မင်းထက်ကမယုံသင်္ကာဖြစ်နေသေးပေမဲ့ຫນွေဦးရဲ့တိမ်မွေးတဲ့အပြုတ်မှုတွေအောက်မှာနောက်ဆုံးတော့ခွင့်ပြုလိုက်ပါတယ်နောက်ရက်တွေမှာတော့ຫນွေဦးဟာစံရင်ရဲ့
မြောက်ထပ်မှာရှိတဲ့ရုံခန်းလေးထဲမှာအချိန်ကုန်ဆုံးလာခဲ့တယ်။သူမရှိမှရှိနေတဲ့စည်ရင်းတွေဇရာတွေဟာအပြင်ပန်းကြည့်ရင်တော့စောက်လုပ်ရေးပစ္စည်းတွေလူသုံးကုန်ပစ္စည်းတွေရဲ့အယောင်းဝယ်တွေပါပဲ။ဒါပေမဲ့ຫນွေဦးရဲ့ထက်မြက်တဲ့အုံနောက်ကမတင်ကားစရာတွေကိုချက်ချင်းမြင်လာရတယ်။အုတ်ခဲတသားမိုးရောင်းရတာကိုငွေသိန်း900ကျော်ဝင်နေဆိုတာမဖြစ်နိုင်ဘူး။ဒါငွေဖြူလုပ်နေရပဲ။သူမဟာကုမ္ပဏီရဲ့ရှုပ်ထွေးလာတဲ့စည်ရင်းတွေချားတွေကနေပစွန်စိတ်လို့နာမည်ပေးထားတဲ့ဂိုဒေါင်တစ်ခုရဲ့အဝင်အထွက်တွေကိုအာရုံစိုက်မိသွားတယ်။အဲ့ဒီဂိုဒေါင်ကိုညတနာရီကျော်မှကုန်ကားတွေဟာဝင်လေးရှိပြီးတော့ဝင်လာတဲ့ကုန်သစ်သားတွေကိုတာမန်အလုပ်သမားတွေကပေးမကင်ပဲမင်းထက်ရဲ့လက်ယုံတော့လက်မြုပ်လူမိုက်တရားပဲကိုယ်တိုင်တည်ယူကြတာကိုမှတ်တမ်းတွေထဲမှာသူမတွေ့လိုက်ရတယ်။တညမှာတော့မင်းထက်ကအရက်မူပြီးအိမ်ကိုပြန်ရောက်လာတယ်။သူဟာအခန်းထဲရောက်တာနဲ့အင်ကြီးကိုချွတ်ပစ်ပြီးကရင်ပေါ်မှာလဲချလိုက်တာကြောင့်သူ့ရဲ့ဘောင်းမီအိတ်ထရာဖုန်းနဲ့တော့တွဲလေးကျမ်းမြင့်ပေါ်ကိုလွင့်ကျလာတယ်။ຫນွေဦးရဲ့ရင်ခုန်တန်နေမြန်လာခဲ့တယ်။သူမကအသက်ရှူအောင်ထိုင်မင်းထက်အိပ်ပျော်သွားတဲ့အထိစောင့်လိုက်တယ်။မင်းထက်ရဲ့ဟောက်တန်ထွက်လာတဲ့အခါမှာတော့သူမဟာကြောင်တကောင်လိုအတန်မထွက်အောင်လှုပ်ရှားပြီးဖုန်းကိုလည်းကောက်ယူလိုက်တယ်။ဖုန်းထဲကလှေဝမ်းနံပါတ်ကိုသူမအကြိမ်ကြိမ်ခတ်မှန်းကြည့်ရဲ့။နောက်ဆုံးမှာတော့မင်းထက်ရဲ့မွေးနေ့ကိုရိုက်ထည့်လိုက်တဲ့အခါဖုန်းကပွင့်သွားခဲ့တယ်။သူမရဲ့လက်တွေတုံရင်နေပေမဲ့လျင်မြန်စွာပဲ Viber ရဲ့ signal ထဲကမန်းစိတ်တွေကိုလည်းစစ်ဆေးလိုက်တယ်။အဲ့ဒီမှာမြင်လိုက်ရတဲ့ဓာတ်ပုံတွေနဲ့စာသားတွေကြောင့်ຫນွေဦးရဲ့ကြောပြင်းမှာချွေးဆေးတွေပြန်လာခဲ့တယ်။အပြောင်ပလတ်စတစ်အိတ်တွေနဲ့ထုတ်ထားတဲ့မူးယစ်ဆေးပြားထောင်ပေါင်းများစွာရဲ့ဓာတ်ပုံတွေပြီးတော့စိတ်ကန်းလေးလံဂိုရာအမှတ်9ဆိုတဲ့တင်နေရာတွေဒါပဲဒါတွေဟာဒီမျိုးကိုဖျက်ဆီးနေရဲ့အစိတ်တွေပဲ။သူမဟာမိဖုံနဲ့အဲ့ဒီအထောက်ကြားတွေကိုအမြန်းဆုံးထပ်ပုံရယူလိုက်တယ်။အဲ့ဒီချိန်မှာပဲကတင်ပေါ်ကမင်းထက်ကတစ်ဖက်ကိုလှည့်ပြီးຫນွေဦးရဲ့လက်ကိုလည်းဖမ်းဆွဲလိုက်တာကြောင့်သူမလန့်သွားပြီးတော့ဖုံးကိုလွတ်ချလို့နေပါဖြစ်သွားတော့တယ်။ຫນွေဦးရဲ့ရင်ဘတ်တစ်ခုလုံးပေါက်ကွဲထွက်မထွက်ခုန်သွားတယ်။မင်းထက်ရဲ့လက်ကြမ်းကြမ်းကြီးကသူမရဲ့လက်ကဝေးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားရတာပေါ့။သူမအသက်ရှူဖို့တောင်မေ့သွားပြီးဖုံးကိုအသားကလေးအနောက်ကိုပစ်ထားလိုက်တယ်။ဟက်ကောင်နီတခါတည်းအကုန်တင်လိုက်မကြံစေနဲ့မင်းထက်ကမျက်လုံးမိတ်လျက်သားနဲ့အားလေးရှာလေးအော်ဟစ်လိုက်တယ်။သူဟာအိမ်မက်ထဲမှာတပည့်တွေကိုအမိတ်ပေးရင်ရောင်နေရဖြစ်ပါတယ်။ຫນွေဦးကအသက်ကိုခတ်မမှန်ရွှင်သူ့လက်ထဲကနေသူမလက်ကိုအသားလေးယုံထွက်လိုက်တယ်။မင်းထက်ကတစ်ချက်တွန့်သွားပြီးတခြားတစ်ဖက်ကိုလည်းစောင်းပြီးတော့ပြန်အိပ်ပျော်သွားတော့မှပဲຫນွေဦးရင်ထဲကအလုံးကြီးကျသွားတော့တယ်။သူမဟာအခန်းပြုံအသားလေးထွက်လာပြီးကိုဖိုင်ဖုန်းထဲကိုလည်းကူးယူထားတဲ့အချက်လက်တွေကိုလျှို့ဝှက်ကလောက်တစ်ခုထဲမှာတင်ဆဲထားလိုက်တယ်ပြီးတော့လက်ကျန်အထောက်အထားတွေကိုရှာဖို့အောက်ထက်ကဥဖုံးမြရဲ့စာကြည့်တိုက်စီကိုလည်းခြေတံလုံလုံနဲ့ဆင်းလာခဲ့တယ်။စာကြည့်ခံရဲ့စင်ပေါ်အားစာအုပ်တွေချားမှာလျှို့ဝှက်ထားတဲ့ဗန်စာအုပ်တချို့နဲ့နိုင်ငံခြားငွေစာချုပ်တွေကိုသူမတွေ့လိုက်ရတဲ့အဲ့ဒီစာချုပ်တွေမှာပါဝင်နေတဲ့အမည်တွေဟာမျိုးဝအာနာပိုင်တချို့နဲ့ဆက်နွယ်နေရအောင်တွေ့ရတဲ့အခါမှာຫນွေဦးကအံ့ဩတုန်လှုပ်သွားမိရဲ့ဒါကြောင့်ပဲသူတို့ကိုဘယ်သူမှမဖော်ထုတ်နိုင်ခဲ့တာကိုသူတို့မှခိုင်မာတဲ့တောက်တိုင်ရှိနေရပဲနောက်ရက်တွေမှာတော့ຫນွေဦးဟာပို့ပြီးတော့ပါနက်လာခဲ့သူမအိမ်ရှိရာလုံခြုံရေးဂိတ်မှာရှိရဲ့မှတ်တမ်းစာအုပ်တွေကိုကြည့်ပြီးဘယ်အချိန်မှာဘသူတွေလာတတ်တယ်လဲဆိုတာအလွတ်ကျက်ထားတယ်မင်းထက်ကတော့သူမကိုအရင်လိုပဲအိမ်တွင်းအကြမ်းဖက်မှုတွေစိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုတွေဆက်လုပ်နေသေးပါပဲຫນွေဦးနေရာငါကလေးကိုလွှဲထားရုံနဲ့ငါအပေါ်မှာဆရာလာလုပ်လို့ရပြီလို့မထင်နဲ့ညီဟာငါအိမ်ကအယုတ်တရုတ်ပဲမင်းထက်ကသူမရဲ့ပါကိုလက်နဲ့ခတ်ပြင်းပြင်းပုံရင်းနဲ့ပြောလေးရှိရဲ့ຫນွေဦးကတော့ခေါင်းငုပ်ပြီးပြုံးနေခဲ့တယ်ဒါဟာပြောလို့ပြုံးတာမျိုးမဟုတ်ပဲမင်းတို့ရဲ့နေ့ရက်တွေမကြခင်ကုံဆုံးတော့မယ်ဆိုတဲ့အသည့်နဲ့ပြုံးနေရပါတပတ်အကြာမှာတော့ຫນွေဦးဟာအခွင့်အရေးတစ်ခုကိုဖန်တီးလိုက်တယ်သူမဟာဖိုင်နာချင်အောင်ဆောင်ပြီးမြို့ထဲကစေကန်းတစ်ခုကိုသွားဖို့ခွင့်တောင်းခဲ့တယ်မင်းထက်ကသူ့ရဲ့တပည့်နှစ်ယောက်ကိုအဆောင်ထားပေးလိုက်ပေမဲ့ຫນွေဦးကတော့စေကန်းအတွင်းထဲကိုရောက်တဲ့အခါမှာအမျိုးသမီးတန့်စင်ကန်နဲ့သွားမယ်ဆိုတဲ့စင်ကျင်နဲ့အဆောက်တွေကိုလက်ချေဖြတ်ခဲ့တဲ့အဲဒီနောက်သူမကြိုတင်ချိတ်ဆက်ထားတဲ့လမ်းကြောင်းလေးထဲကနေတဆင့်ရဲစခန်းစီကိုလည်းအငှားရင်တစီနဲ့အမြန်းဆုံးထွက်လာခဲ့ပါတယ်။ရဲစခန်းထဲကိုရောက်တဲ့အခါမှာတော့ຫນွေဦးဟာတာမန်ရဲဝင်ထမ်းတွေကိုကြော်ဖြတ်ပြီးတော့ရဲအုပ်သူရဆိုတဲ့နာမည်ကိုမေးမြန်းခဲ့တယ်။ရဲအုပ်သူရဟာဒီမျိုးမှာအာဂရီမလိုက်စားပဲအမှုတွေကိုပြပြတသားကင်တွယ်တတ်တဲ့သူလို့သူမကြားဘူးထားလို့ပါ။ရဲအုပ်သူရရဲ့အခန်းထဲကိုရောက်တဲ့အခါမှာတော့ຫນွေဦးဟာသူမရဲ့ဖုန်းထဲကဓာတ်ပုံတွေကိုစည်ရင်းစရာတွေကိုလည်းစပွဲပေါ်တင်လိုက်ပါတယ်ဒါရီကဥဖုံးမြတ်နဲ့မင်းထက်တို့ရဲ့ဒူးစရိုက်လုပ်ငန်းတွေပါရဲအုပ်သူရအချက်လက်ကိုကြည့်မျက်မှောင်ကျုပ်သွားတယ်
ဒါတွေကတကယ်ကိုကြီးမားတဲ့တပ်တွေပဲဒါပေမဲ့မနေဘူးခမည်းသိထားရမှာသူတို့မှာအဆက်အသွယ်အများကြီးရှိတယ်ကျွန်တော်တို့သတိထားပြီးလှုပ်ရှားရမယ်ຫນွေဦးကပြတ်သားတဲ့မျက်လုံးအနေနဲ့ပြန်ကြည့်လိုက်ပြီးကျမအသက်ကိုရင်းပြီးဒါတွေကိုရှာခဲ့တာပါသူတို့ကိုဖမ်းဖို့အတွက်ဆိုရင်ကျမဘာမှဆိုလုပ်ဖို့အစင်သင့်မယ်လို့ပြောလိုက်တယ်ရဲဥသူရစပွဲပေါ်ကအချက်လက်တွေကိုတစ်ခုချင်းစစ်စစ်ဆက်ဆက်ကြည့်ရှုနေနဖူးကချွေးဆေးတွေကိုလည်းတုပ်လိုက်တယ်ဒီမျိုးမှာဥဖုံမြတ်တို့သားဖာကိုထိဖို့ဆိုတာကြားပါစက်ထဲလက်နိုင်တာထပ်ပင်အန်ရည်များမှန်းသူကောင်းကောင်းသိရဲ့မနှွေဦးဒီသက်တွေကခိုင်လုံပါတယ်ဒါပေမဲ့သူတို့လက်ရဖမ်းမိဖို့ကအဓိကပဲအခုကျွန်တော်တို့စီမံချက်တစ်ခုဆွဲရမယ်ຫນွေဦးကခေါင်းငိတ်လိုက်ပြီးတော့ပြောပါရဲဟုတ်ကျမဘာလုပ်ပေးရမလဲခမားရင်ကိုအမြန်ဆုံးပြန်သွားပါသူတို့တန်တရားမဝင်အောင်အရင်အတိုင်းပဲနေပေးပါကျွန်တော်တို့အဓိကဖမ်းချင်တာကလာမဲ့တောက်ကြနေညစိတ်ကမ်းမှာဝင်မဲ့ကုံအမှားစားပဲအဲ့ဒီမှာမူးရည်စေအမြောက်အများဝင်လာဖို့ရှိရလို့ခမားရဲ့အချက်လက်တွေကပြနေရင်ຫນွေဦးရဲ့ရင်ထဲမှာထိတ်ခနဲဆိုဖြစ်သွားပြီမဲ့ပြတ်သားစွာပဲပြန်ဖြေလိုက်တယ်ကောင်းပါပြီကျမအချိန်နဲ့တပြေးညီတရင်ပို့ပါမယ်ဒါပေမဲ့ကျမကိုကူညီမဲ့သူတယောက်တော့လိုတယ်စိတ်ချပါကျွန်တော်ရဲ့ယုံကြည်ရတဲ့တပည့်တယောက်ကိုစေကန်းရှိမှလွတ်ထားလိုက်မယ်ခမားအိမ်ကိုပြန်ရောက်တာနဲ့သူ့စီကိုဖုန်းတစ်ချက်ပဲဆက်လိုက်ပါຫນွေဦးဟာရဲစခန်းကနေတိတ်ဆိတ်ဆိတ်ပြန်ထွက်လာပြီးစေကန်းကိုအချိန်မီပြန်ရောက်ခဲ့ပါတယ်အဆောက်လူမိုင်းနှစ်ယောက်ကတော့ဘာမှမသိပဲသူမကိုအိမ်ပြန်ခေါ်လာခဲ့ကြတယ်အိမ်ရောက်တော့ဧကန်ထဲမှာဦးဖုံးမြတ်နဲ့မင်းထက်တို့ဟာတူတူတိတ်တိတ်နဲ့တိုင်ပင်နေကြတာကိုတွေ့လိုက်ရတယ်မင်းသေးချောင်လှုပ်ထားပါမင်းထက်ဒီတစ်ခေါက်ကောင်ကအရင်တစ်ခေါက်တည်းထက်နှစ်ဆများတယ်အမားရွမရှိစေနဲ့ဦးဖုံးမြတ်ရဲ့အမိတ်တန်အေးဆက်လှပါတယ်ຫນွေဦးကသူတို့ကိုမမြင်ချင်အောင်ဆောင်ပြီးအပေါ်ထက်ကိုတက်လာခဲ့တယ်အခန်းထဲရောက်တော့သူမရဲ့ဗိုက်ကလေးကိုအตาအရာပွင့်ရင်သားလေးကိုလည်းခရီးပေးလိုက်မိရဲ့သားလေးမေမေဒီအမောင်တို့ကိုမကြခင်ဖြိုခွင်းတော့မယ်သားလေးကိုဒီလိုလူတွေရဲ့လက်ထဲမှာကြီးပြင်းခွင့်မပေးနိုင်ဘူးနောက်ရက်ဒီမှာတော့ຫນွေဦးဟာမင်းထက်ရဲ့အကြမ်းဖက်မှုတွေကိုပို့ပြီးတော့တီးခံပြခဲ့ပါတယ်မင်းထက်ကသူမအပါကိုရိုက်လိုက်တိုင်းနှုတ်လန်ထိုးတိုင်းသူမကမျက်ရည်မကျပဲအပြုံးထုနဲ့သာတုတ်ပြန်တယ်ဒါဟာမင်းထက်ကိုပို့ပြီးတော့ယုံကြည်မှုလွန်ကဲစေပါတယ်ຫນွေဦးနေရတော့လေတကယ်ပဲငါလက်ခုပ်ထရာရေးပါပဲလားလို့မင်းထက်ကရေမောရင်ပြောလေးရှိရဲ့တောက်ကြနေညရောက်တဲ့အခါမှာတော့အိမ်ကြီးတအိမ်လုံးတိတ်ဆိတ်နေပေမဲ့ຫນွေဦးကတော့အိမ်မပြောနိုင်ခဲ့ပါဘူးည7 နာရီခွဲမှာပဲမင်းထက်ကအနက်ရောင်ဝတ်ဆောင်လဲပြီးအပြင်ထွက်ဖို့ပြင်နေငါအလုပ်ကိစ္စနဲ့အပြင်ခဏသွားမယ်နေအိတ်တော့မင်းထွက်သွားတာနဲ့ຫນွေဦးဟာရဲအုပ်သူရပေးထားတဲ့လျှို့ဝှက်နံပါတ်စီကိုမက်ဆေ့တစ်စောင်ပို့လိုက်ပါတယ်ပြစ်မှတ်ထွက်သွားပြီးစိတ်ကန်းလေးလန်းကိုတော်အမှတ်9စီကိုဦးတည်နေရခဏကြာမှတော့သူမရဲ့ဖုန်းထဲကိုပြန်စာတစ်စောင်ရောက်လာတယ်လက်ခံရရှိပါတယ်ကျွန်တော်တို့အသင့်ရှိနေပါပြီမနှွေဦးခမားသားလေးကိုခေါ်ပြီးအိမ်ကနေခုချက်ချင်းထွက်ခဲ့တော့ຫນွေဦးဟာသူမကြိုတင်ပြင်ဆင်ထားတဲ့အဝတ်အစားအိတ်ကလေးကိုယူပြီးတော့ဘိုက်ကလေးကိုလက်ကလေးတစ်ဖက်နဲ့꿰ထားပြီးခြံနောက်ဘက်ကနေတဆင်တိတ်ဆိတ်ထွက်လာခဲ့ပါတော့တယ်။ဒါဟာသူမအတွက်ပြန်လန်းမရှိတဲ့ခရီးတစ်ခုရဲ့အစပဲဖြစ်ပါတယ်။ဘိုက်ထဲကသားလေးကမမွေးသေးရမလို့ຫນွေဦးရဲ့လှုပ်ရှားမှုတွေကပို့ပြီးတော့လေးလံပင်ပန်းနေပါတယ်။ဒါပေမဲ့မိခင်စိတ်ကဖြစ်ပေါ်လာတဲ့တတိယသူမကိုခွန်အားတွေပေးနေခဲ့ပါတယ်။ညအမောင်ကထူထပ်လွန်လာပါတယ်။စိတ်ကန်းလေးလံကိုတော်အမှတ်9ရဲ့ရှေ့မှာတော့ကုန်တင်ကားကြီး3စီးဟာအင်ဂျင်တန်တဟိမ့်ဟိမ့်နဲ့ရက်တက်နေခဲ့တယ်။မင်းထက်ကတော့ပါဇက်မှာစစ်လိတ်တလိတ်ခိန်သူ့တပည့်တွေကိုလည်းအလင်းစလိုအမိတ်ပေးနေရဲ့။မြန်လောက်ကြစံဒီကုံတစ်တာတွေကိုအောက်ခြေကအကန့်ထဲမှာအကုန်ဖွက်ထားတခုခုလွှဲရနဲ့မင်းတို့အသက်တွေမရှိဘူးမှတ်။ဒါကိုတောင်တွေထဲမှာတော့အပြာရောင်ပလတ်စတစ်ထုတ်တွေပါတဲ့ကုံတစ်တာတွေကိုလူမိုက်တရားတည်ယူနေကြပါတယ်။မင်းထက်ဟာသူ့ရဲ့အောင်မြင်မှုအတွက်ပြုံးနေစင်ပါပဲ။ကိုတောင်ရဲ့အဝင်တကားကြီးတွေကဝုန်းနဲ့ဆိုပွင့်သွားပြီးမီးမောင်အလင်းရောင်တွေကမင်းထက်တို့လူစုစီကိုဖျာချလာခဲ့တယ်။လက်နက်ချလိုက်စမ်းခမားတို့ရဲတပ်ဖွဲ့ကဝိုင်းထားပြီးရဲအုပ်သူရရဲ့အတန်ဟာဟိန်းထွက်လာတယ်။မင်းထက်ကခဏတော့ကြောင်သွားပြီမဲ့ချက်ချင်းပဲခါကြားတဲ့တနက်ကိုဆွဲထုတ်လိုက်တယ်။ဒီရဲတွေဘသူသတင်းပေးရလဲ။ကိုရောင်အတွင်းမှာတော့တနက်တန်တွေကတန်တိုင်းတိုင်းနဲ့စူညံနေရဲ့မင်းထက်ရဲ့လူမိုက်တွေနဲ့ရဲတပ်ဖွဲ့ကြားအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်နေစမှာပဲ။ရဲအုပ်သူရကပါးနဲ့စာနဲ့မင်းထက်ရဲ့လက်ကိုမှန်အောင်ပစ်ခတ်ပြီးဖမ်းဆီးလိုက်နိုင်တယ်။တစ်ဖက်မှာတော့ຫນွေဦးဟာဘိုက်ကလေးကိုအသာယာမှပြီးခြံနောက်ဘက်ကနေခက်ခက်ခဲခဲထွက်လာခဲ့တယ်။ကိုဝင်ရင်မာနဲ့မလို့လှုပ်ရှားရတာမလွယ်ပေမဲ့သူမရဲ့မျက်လုံးတွေကတော့ပြတ်သားနေစေပါပဲ။ချန်ပီယံတော့ရဲအုပ်သူရလွတ်ထားတဲ့ကားတစ်စီးအားစောင့်နေတာကိုတွေ့လိုက်ရတယ်။ຫນွေဦးမြန်တက်ပါကျွန်တော်တို့ဘေးကင်းရအောင်သွားရမယ်။ຫນွေဦးကကားပေါ်ရောက်တာနဲ့ဖုန်းကိုထုတ်ကြည့်လိုက်တယ်။ရဲအုပ်သူရစီကမက်ဆေ့တစ်ခုရောက်နေရဲ့မင်းထက်ကိုလက်ရဖမ်းမိပါပြီ။တက်သေးလည်းအကုန်ရတယ်။အခုဦးဖုံးမြတ်ကိုဖမ်းဖို့အိမ်ကိုလာနေပြီ။ຫນွေဦးရင်ထဲမှာဟာကနေဆိုဖြစ်သွားသလိုတစ်ဖက်ကလည်းဝမ်းသာလွန်လို့မျက်ရည်တွေဝဲခဲ့တော့တယ်။ဒါပေမဲ့စိတ်ကိုချက်ချင်းပြန်ထိန်လိုက်တယ်။
သူမသိရတခုကတော့ဒီလူတွေဟာအလွယ်တကူလက်လျှော့မဲ့သူတွေမဟုတ်ဘူးဆိုတာပါပဲကားမောင်းနေတဲ့ရဲသားအိမ်ဘက်ကိုပြန်လှည့်ကြည့်လိုက်တော့ရဲကားတချို့ခြံထဲကိုဝင်သွားတာကိုမြင်ရတယ်။ဦးဖုံးမြတ်ကတော့အေကန်ထဲမှာဝိုင်တောက်ရင်အေးဆေးဆေးစောင့်နေခဲ့တယ်။သူရှိမှဝရမ်းစာပြတဲ့အခါမှာတော့သူဟာပြုံးနေစေပါပဲ။မင်းတို့ငါ့ကိုဖမ်းကျင်တာလား။တက်သေးရှိလို့လား။ရဲဦးသူရမင်းထက်ရဲ့ဖုန်းထဲကအချက်လက်တွေကိုຫນွေဦးပေးထားတဲ့စည်ရင်းစရာတွေကိုထုတ်ပြလိုက်တဲ့အခါမှာတော့ဦးဖုံးမြတ်ရဲ့မျက်နှာဟာပြတ်သွားခဲ့ပါတယ်။ဒါတွေကဘယ်အရလာလဲ။ခမားတို့အနီးဆုံးကလူစီယာရတာပါဗျာအဲ့ဒီချိန်မှာပဲမင်းထက်ကိုလက်ထိတ်ခတ်ပြီးရဲကားပေါ်ကိုတင်လာတာကိုဦးဖုံးမြတ်မြင်လိုက်ရတယ်။တားဖြစ်သူရဲ့သွေးစွန်းနေတဲ့လက်နဲ့နာကျင်နေတဲ့မျက်နှာကိုမြင်တော့မှတထေးကြီးဦးဖုံးမြတ်ဟာဒူးထောက်ကျသွားပါတော့တယ်။ຫນွေဦးကတော့ဝေးရာနေအိမ်ကြီးစီကိုလှမ်းကြည့်ရင်ခက်တိုးရေရိုးလိုက်တယ်။တားလေမေမေတို့လွတ်မြောက်ပြီ။အခုအစပြီးတော့တားလေးကအဖေနဲ့အဖိုးရဲ့အမောင်ရိတ်ထဲမှာရှင်းတန်စရာမလိုတော့ဘူး။မှောင်မိုက်တဲ့ညတွေအပြီးမှာပဲနောက်တနေ့မနက်တရားရုံးအတွင်းမှာလူတွေပြည့်နေနေခဲ့တယ်။တရားခံဝက်ချံကွက်ထဲမှာရက်နေရဲ့မင်းထက်နဲ့ဦးဖုံးမြတ်တို့ရဲ့မျက်နှာတွေဟာတစ်ချိန်ကမြို့မျက်နှာဖုံးတထေးကြီးတွေရဲ့အရှိန်ဝါတစမ်းမှမရှိတော့ပဲနွမ်းလျားလို့နေရဲ့ຫນွေဦးကတော့တက်တေခုံမှာရက်ရင်သူတို့နှစ်ယောက်ကိုအေးဆက်ဆက်မျက်လုံးတွေနဲ့ပြန်ကြည့်နေခဲ့တယ်ຫນွေဦးနေငါ့ကိုတစ္ဆာဖောက်ရက်တယ်ပေါ့နေနဲ့ငါသားကိုလေငါဘတော်မှလွတ်ပေးမှာမဟုတ်ငါထွက်လာတဲ့တနေ့နင်တို့တိတ်ဖို့သာပြင်ထားမင်းထက်ကလက်ထိတ်ခတ်ထားတဲ့လက်တွေကိုမြှောက်ပြီးတရက်ခင်မာတင်ဟိဟောက်ချင်းချောက်ခဲ့တယ်ဒါပေမဲ့ຫນွေဦးကတုံလုံးမသွားခဲ့ပါဘူးသူမရဲဟုတ်သူရကိုတစ်ချက်ကြည့်လိုက်ပြီးတော့သူမရဲ့လက်ထဲကနောက်ဆုံးလက်နဲ့ဖြစ်တဲ့အတန်ဖန်းဆက်ကလေးနဲ့မှတ်တမ်းဖိုင်တွေကိုတရားသူကြီးထံကိုတင်ပြလိုက်တယ်အဲ့ဒီဖိုင်တွေထဲမှာမူရည်စေးဝါအမှုတွေမကပဲစင်းရဲတဲ့မိန်းမငယ်လေးတွေကိုအလောက်ကင်ပေးမယ်ဆိုပြီးလိန်နဲ့ခေါ်ယူပြီးတော့ပြစ်ဒဏ်စာလောကတဲ့ရောင်းစားခဲ့တဲ့ဦးဖုံးမြတ်တို့သားဖားရဲ့ရုပ်မာမှုတွေအိမ်တွင်းမှာຫນွေဦးကိုနှိပ်စက်ခဲ့တဲ့အတန်မှတ်တက်တွေအားလုံးပါဝင်နေပါတယ်။တရားခံတွေဟာမူရည်စေဝါကုန်ကူးမှုလူကုန်ကူးမှုနဲ့အိမ်တွင်းအကြမ်းဖက်မှုစားတဲ့ပြစ်မှုပေါင်းများစွာကိုကျူးလွန်ကြောင်းထင်ရှားအကြောင်းတသက်တကြွပြစ်ဒဏ်ချမှတ်လိုက်တယ်။တရားသူကြီးရဲ့တူထုတန်ဆုံးမှာပဲမင်းထက်တို့သားဖားရဲ့ကဘာကြီးပြိုပြတ်သွားတော့တယ်။မင်းထက်ကຫນွေဦးကိုပြန်ပေါင်းမှုအတွက်သားလေးကိုတာဝန်ယူပါစေဆိုပြီးနောက်ဆုံးချိန်မှာငိုယိုပြီးတော့တောင်းပန်ခဲ့ပေမဲ့ຫນွေဦးကတော့ခက်ခါတတိညင်းပယ်ခဲ့တယ်။ရှင်တို့ပေးတဲ့သွေးစိုးတဲ့ငွေနဲ့ငါတောင်မကြည့်ပြင်းစေချင်ရှင်တို့ဟာငါအတွက်တော့တိတ်ပြီးသားလူတွေပဲတနေ့ကြာမှာတော့ရှမ်းပြည်နယ်ရဲ့ကြောင်နှန်းနေချာမှာအေးချမ်းတဲ့ရွာလေးတစ်ရွာမှာຫນွေဦးဟာသူမရဲ့မိဘအိမ်နဲ့အတူတူအခြေချနေထိုင်နေခဲ့ပါပြီခြံဝင်းထဲကပန်းပင်လေးတွေကိုရှေလောင်းရင်းနဲ့သူမရဲ့ရင်ခွင်ထဲမှာတော့အသားဖြူဖြူမျက်လုံးဝိုင်းဝိုင်းနဲ့သားလေးမိုးတောက်ကိုလည်းချီပိုးထားပါတယ်သားလေးရဲ့မျက်နှာကမင်းထန်းနဲ့ဆင်ပေမဲ့ຫນွေဦးကတော့သားလေးရဲ့စိတ်ဓာတ်ကိုအမှန်တရားမျက်နှာတို့တယောက်ဖြစ်အောင်ပြုစုပြောထောင်ပေးဖို့ဆုံးဖြတ်ထားပါတယ်ညနေခင်းနေဝင်ချိန်မှာຫນွေဦးဟာတောင်တန်းတွေကိုကြည့်ခက်တိုးပြုံးလိုက်မိရဲ့အတိတ်တွေကငရဲခန်းတွေမျက်ရည်တွေနဲ့အိမ်တွင်းအကြမ်းဖက်မှုတွေဟာအဝေးမှာကြံရစ်ခဲ့ပါပြီအခုတော့သူမရဲ့လက်ကိုဆွဲထားတဲ့သားလေးနဲ့တူတူလွတ်လပ်တဲ့လေတူကိုရှူရှိုင်ຫນွေဦးဟာသူမရဲ့ဘဝအသစ်ကိုပျော်ရွှင်စွာနဲ့စတင်လိုက်ပါတော့တယ်